ရှိတဲ့နောက်ပိုင်းမှာမိကပြုစုပေးချသားတို့ရဲ့ဘဝရှိရဲ့အတွေ့ကမိမသားတမ်းမဲ့ယုံကံဝေးချပင်မသမျှမရင်ယူရှာဘူးအမေချစ်တဲ့ဖေဖေမရှိတဲ့နောက်ပိုင်းမှာအမေကပြုစုပေးချသားတို့ရဲ့ဘဝရှိရဲ့အတွေ့ကမိမသားတမ်းမဲ့ယုံကံဝေးချပင်မသမျှမရင်ယူရှာဘူးအမေကျေးဇူးတွေကိုပြန်ဆက်နိုင်ရင်တွေ့ကနိုင်ငံရဲ့ရှားဝေးကိုစူးစမ်းဖို့ထွက်ခွာလာခဲ့တာတိုင်းတစ်ပါးမြေမှာမပြောလဲနေရအောင်မှာဘဝရဲ့ရည်မှန်းရပန်းနိုင်ကိုလဲရောက်အောင်ရှောက်လန်းမှာထွေလုံးကြုံတော့မိရင်ဝင်ရဲ့ရောက်ကိုသာလွမ်းလို့ရမငိုတော့တဲ့မိမိအမေဘေးနာဦးသာတနေတော့ရောက်ပြန်လာမှာတဲ့ဖေဖေမရှိတဲ့နောက်ပိုင်းမှာအမေကပြုစုပေးချသားတို့ရဲ့ဘဝရှိရဲ့အတွေ့ကမိမသားတမ်းမဲ့ယုံကံဝေးချပင်မသမျှမရင်ယူရှာဘူးအမေကျေးဇူးတွေကိုပြန်ဆက်နိုင်ရင်တွေ့ကနိုင်ငံရဲ့ရှားဝေးကိုစူးစမ်းဖို့ထွက်ခွာလာခဲ့တာတိုင်းတစ်ပါးမြေမှာမပြောလဲနေရအောင်မှာဘဝရဲ့ရည်မှန်းရပန်းနိုင်ကိုလဲရောက်အောင်ရှောက်လန်းမှာထွေလုံးကြုံတော့မိရင်ဝင်ရဲ့ရောက်ကိုသာလွမ်းလို့ရမငိုတော့တဲ့မိမိအမေဘေးနာဦးသာတနေတော့ရောက်ပြန်လာမှာအမေဘေးနာဦးသာတနေတော့ရောက်ပြန်လာမှာ